ကိုချစ်ပြီးတော့တမ်းမိုးထားတယ်လို့ကဘယ်တော့မှမနာကျင်ရပါဘူးကိုကချစ်တတ်တယ်ကျင်နာတတ်တယ်စိတ်သဘောထားကောင်းတယ်ဆိုတဲ့သူတယောက်ဖြစ်နေတဲ့အခါကိုကတမ်းမိုးရှိတဲ့သူတယောက်ပဲကိုဟာကိုကြံမာရေးအတွက်ကိုပျော်ရွှင်မှုအတွက်ကိုဂရုတစိုက်အလေးထားရဆိုရှင်ဒါဟာကိုချစ်တာပဲအဲ့တော့အဲ့ဒီစာသားလေးကိုဖတ်ပြမယ်ဒီခေတ်မှာလူတွေကစိတ်ရင်းစေစနာကောင်းမှုအခင်းရင်းနေကြပြီကိုကလူတိုင်းမလုပ်နိုင်တဲ့အရာကိုလုပ်ပေးနိုင်တာဟာသူများနဲ့မတူတဲ့တန်ဖိုးရှိလို့ပဲအဲ့လူကတခြားသူလက်ထက်သူ့တန်ဖိုးကိုထည့်ပေးလိုက်တဲ့အခါမှာတိတ်တတိထားတယ်ငါတန်ဖိုးကသူနဲ့တန်ရဲ့လားငါလိုစိတ်သဘောထားကသူ့အတွက်ဟုတ်ပါမလားဆိုတဲ့မိကုံကိုအကြိမ်ကြိမ်ပြန်နေတယ်ကိုယုံကြည်လို့ထည့်ပေးလိုက်တဲ့ကိုတန်ဖိုးကိုလည်းတစ်ဖက်လူကဂရုတစိုက်လေးထားတာမျိုးလို့ချင်တယ်ဥပမာယောက်ျားတစ်ယောက်ငါဟာချစ်သူမိန်းကလေးအပေါ်မဖောက်ပြန်ဘူးအပြည့်အဝတာဝန်ယူစိတ်ရှိတယ်ဂရုစိုက်တယ်အိမ်အောင်ကြားခဲ့ရင်လည်းငါဟာငါစင်ဒီမီယာကိုတန်မိုးထားလေးစားရမယ်သူလို့ခံယူရဆိုပါစို့ဒါဟာယောက်ျားကောင်းတစ်ယောက်ရဲ့လေးစားထိုက်တဲ့တန်မိုးဖြစ်တယ်ဒီတန်မိုးကိုလက်ခံရရှိသူမိန်းကလေးအနေနဲ့တန်မိုးထားပေးရမယ်တန်မိုးထားရတာတန်အောင်လည်းအမြင်နေထိုင်မယ်ဒီလိုမှမဟုတ်ပဲမိန်းကလေးဖြစ်သူကကိုလေးစားမှုမရှိတာတိမ်ငယ်အောင်ပြောတာတွေကြုံရတဲ့အခါအချစ်တွေကအလိုလိုပျောက်ကွယ်သွားတယ်ဘာဖြစ်လဲဆိုတော့တန်မိုးထားမခံရလို့ပဲကိုယ်တိုင်တိဆောက်ထားတယ်ကိုတန်မိုးကိုဂရုမစိုက်တဲ့သူစီထည့်မပေးနိုင်ဘူးလိပ်ပြလုံးစွာပြတ်သားတယ်အမြဲတန်မိုးရှိအောင်နေတဲ့သူကတစ်ဖက်လူရဲ့တန်မိုးထားလေးစားမှုကိုလိုချင်တယ်မဟုတ်ရင်အဲ့ဒီလူနာမှာမနေဘူးကိုချစ်တဲ့သူတွေသူမပါဘူးဆိုတာမျိုးပဲတွေ့တယ်ဒါကြောင့်ကိုတန်မိုးထားပြီးအပိုးထန်မှန်းသိတဲ့သူကမနာချင်ရသူတို့ရဲ့စိတ်သဘောထားဟာအမြဲတန်မိုးရှိနေတာဖြစ်နေတဲ့အတွက်ဘသူစီမှမစိုးလှပနေမယ်ဆိုတာသူတို့ကိုယ်တိုင်သိတာကြောင့်ပဲကိုတန်မိုးရှိအောင်နေပြီးတန်မိုးရှိတဲ့အလုပ်ကိုလုပ်ပါကိုဟာလေးစားခံထိုက်တယ်ထူကြတယ်အချစ်ခံရဖို့ထိုက်တန်တဲ့အဖိုးတန်တယ်ဆိုတာအမြဲသိနေပါဒီစာသားလေးကိုလည်းစာရေးဆရာသားထွေရဲ့ကိုယ်တိုင်လွတ်မြောက်ခြင်း emotional liberation စာအုပ်ကနေပြီးတော့ဖတ်ပြပေးသွားတာဖြစ်ပါတယ်